ရန်ကုန်လေးစိတ်မှာ MNA လေယာဉ်တစ်စင်းက brake ချို့ယွင်းပြီး MEI လေယာဉ်ကိုတိုက်မိမှုဖြစ်ပွားခဲ့ကထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘူးလို့သိရပါတယ်။ ဧပြီ20ရက်မနက်ပိုင်းကရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာရပ်နားထားတဲ့ MEI Airbus A319 လေယာဉ်ကို brake ချို့ယွင်းပြီးမြန်မာအမျိုးသားလေကြောင်းလိုင်း MNA ကလေယာဉ်တစ်စင်းကဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ကပြည်တွင်းခရီးစဉ်ပြေးဆွဲနေတဲ့ ATR 72လေယာဉ်ဟာပြန်တမ်းဖို့လေယာဉ်ပြေးလမ်းစီထွက်ခွာစဉ်ဘရိတ်စနစ်ချို့ယွင်းကရန်နာထားတဲ့ MEI လေယာဉ်ကိုဝင်တိုက်မိတဲ့မြေပြင်မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ MNA လေယာဉ်က MEI လေယာဉ်ရဲ့အမီးပိုင်းကိုဝင်ရောက်တိုက်မိခဲ့ကြောင်းအဲ့နောက်အနီးနားမှာရှိတဲ့ကုန်ပစ္စည်းအတင်ချပြုလုပ်တဲ့လှဲကိုပါထပ်မံတိုက်မိပြီးမှရပ်တန့်သွားခဲ့ကြောင်းဖြစ်စဉ်ကြောင့်လေယာဉ်နှစ်စင်းလုံးရဲ့ကိုယ်ရဲပိုင်းမှာထိခိုက်ပျက်စီးမှုတချို့ရှိခဲ့ပေမဲ့လည်းလေယာဉ်ပေါ်ပါခရီးသည်တွေနဲ့မြေပြင်ဝန်ထမ်းတွေထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘူးလို့သိရပါတယ်။မတော်တဆမှုကြောင့်လေယာဉ်နှစ်စင်းလုံးကိုစစ်ဆေးပြင်ဆင်မှုအတွက်ခေတ္တရပ်နားထားခဲ့ရပြီးဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေရလို့သိရပါတယ်။